ရုပ်ရှင်ကားကြီးနဲ့တချင်းဘက်ကိုဦးတည်လာတဲ့ဗီတာမင်ရဲ့ခြေလှမ်းသစ်များဗီတာမင်ဟာဆိုရင် BL ကားနဲ့နာမည်ရလာသူဖြစ်ပြီးအခုဆိုရင်ပရိသတ်များက BL ကားထပ်မထွက်တော့လို့မျော်လင့်တကြီးနဲ့စောင့်စားနေကြတာပဲဖြစ်ပါတယ်။ဗီတာမင်ကတော့ Trust Entertainment ကထုတ်လွှတ်တဲ့ Back Beginning ဆိုတဲ့ series တွဲလေးမှာစော်ရှိုင်းထက်နဲ့အတူပါဝင်သရုပ်ဆောင်ထားရကနေနာမည်ရသူလေးပါ။အဲ့ဇလန်တွဲမှာဆိုရင်စော်ရှိုင်းထက်နဲ့လိုက်ဖက်ညီစွာပါဝင်သရုပ်ဆောင်ထားတာရဲ့ BL ဇလန်လေးဖြစ်နေတာရဲ့ကြောင့်ပရိသတ်တွေကတော်တော်လေးကိုမှသဘောကျနေကြတာပါအခုဆိုရင်ဗီတာမင်ဟာ BL ဇကားတွေရှိုက်တာနဲလာပြီးတချင်းဘက်နဲ့ရုပ်ရှင်ကားကြီးတွေဘက်ကိုခြေလန်းလှမ်းလို့လာနေရပဲဖြစ်ပါတယ်အရင်တုန်းကစော်ရှိုင်းထက်နဲ့တပူးပူးတွဲသွားလာတဲ့အတွက်ပရိသတ်တွေကနေသဘောကျနှစ်သက်နေကြတာပါဒါပေမဲ့အခုဆိုရင်စော်ရှိုင်းထက်နဲ့2ယောက်တွဲပြီးဗီဒီယိုလေးတွေမတွေ့ရတော့တဲ့အတွက်ပရိသတ်တချို့ကတော့ဝေဖန်ပြောဆိုခဲ့ကြပြီးတချို့ကတော့စိတ်ပူပန်နေကြပါတယ်စော်ရှိုင်းထက်ဟာဆိုရင်တခြားမင်းသားတွေနဲ့ BL ဇကားရိုက်ကူနေရကြောင်းဗီတာမင်နဲ့ဇလန်းတွေထပ်မရိုက်တော့ဘူးလားဆိုပြီးမေးခွန်းတွေထုတ်နေကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဗီတာမင်နဲ့စော်ရှိုင်းထက်တို့ဟာဆိုရင်ဗီတာရှိုင်းဆိုပြီးတွဲပတ်ညီကြတဲ့အတွဲဆိုလဲမမှားပါဘူးပရိသတ်တွေအနေနဲ့ဗီတာမင်ကိုစော်ရှိုင်းထက်နဲ့တွဲပြီးဇလန်းတွေထပ်ထွက်စေချင်ကြရလားဆိုတာကွန်မန့်မှာမှတ်ခဲ့ပေးကြပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်